ရှိမှာ1000 mAh တဲကနေပြီးတော့ X Wi-Fi set 4မျိုးရှိပါတယ်ဒီ set 4မျိုးကဘယ်လိုလေးကွာခြားလဲဆိုတာကိုမဆိုဒီနေ့မှာအသေးစိတ်လေးပြပြပေးပါမယ်ပထမဦးဆုံးအမားတို့ပေါ့နော်ဒီလိုမျိုး The Fly ဆိုပြီးတော့ X Wi-Fi set လေးလာပါတယ်ဒီ set ကလေးကလည်းအမားတို့ 40 ampere က1000 mAh ပေါ့နော်သူကဘာကွာလဲဆိုရင်ဘာသူကမူလ set ဖြစ်တဲ့အတွက်အမားတို့သူကဒီတိုင်းပေါ့နော်စင်ကက်ထည့်ပြီးတော့သုံးလိုက်ရုံပဲနောက်ဆက်ကကြတော့ဒုတိယအနေနဲ့အမားတို့ကဒီမှာ The Fly ဒါဆိုရင်တော့ The Fly ဒါဆိုရင်တော့ The Fly Pro ပေါ့နော်ဘာကွာသွားလဲဒီ set နှစ်ခုမှာဘာကွာသွားလဲဆိုရင်အမားတို့ဒီ set ကလေးကတိုင်မပါဘူးဒါလေးကတိုင်ပါသွားတယ်ဒုတိယအနေနဲ့တတိယအနေနဲ့ဆိုရင်တော့အမားတို့ဒီမှာ The Fly ကနေပဲထွက်တာပဲဒါကြတော့လေ The Fly ဟိုမှာတိုင်ပါတယ်ဒီမှာကြတော့ဒီ set ကလေးမှာကြတော့ဘာထူးခြားသွားလဲဆိုတော့ဒီမှာလံပေါက်ပါတယ်ဒီလံပေါက်ပါတာဖြစ်တဲ့အတွက်အမားတို့ဥမာကိုယ့်ရဲ့ဖုန်းကို Wi-Fi နဲ့မချိတ်ဖော်မနဲ့ဒီပေါ့နော် Wi-Fi ဓာတ်ရိုက်ဥမာအမားတို့ TV တွေ laptop တွေCCTV တွေကိုပေါ့နော်Wi-Fi password တွေနဲ့မချိတ်တော့မယ်တခါ Wi-Fi ဓာတ်ရိုက် line ကောင်းအောင်သုံးချင်တယ်ဆိုရင်တော့ဒီ X Wi-Fi set ဒီလံပေါက်ပါတဲ့ set ကလေးကိုသုံးလို့ရတယ်ပေါ့နော်နောက်ဆုံးထွက်တာကကြတော့အမားတို့ဒီမှာဒါကိုကြတော့ The Fly Pro Plus လို့အမားတို့နာမည်ပေးထားရပေါ့နော်ဒီမှာဆိုရင်တော့ဒီ set ကလေးမှာဘာထူးခြားသွားတာလဲဆိုတော့သူ့မှာဆိုရင်ဒီမှာခလုတ်လေးပါလာရေပေါ့နော်ဒီခလုတ်လေးကဘာလုပ်လို့ရလဲဆိုတော့အမားတို့ပုံမှန်ဒီ set တွေဆိုရင်ဒီ set 3လုံးမှာဆိုရင်အမားတို့အားသွင်းတဲ့ခါကျရင်ကိုကWi-Fi သုံးပြီးမှဆိုလို့ပိတ်ထားရင်တော့မှပိတ်လို့မရအောင်အားသွင်းတာနဲ့တူတခါတည်းသူက Wi-Fi မှာပွင့်နေရပေါ့နော်ဒီ Pro Plus လေးကကြတော့အဲ့လိုမဟုတ်ဘူးဒီ set ကလေးမှာဆိုဒီခလုတ်ကလေးရပေါ့နော်ဒီခလုတ်ကလေးမှာဆိုရင်အမားတို့ကစားလို့ရတယ်ဒီခလုတ်ကလေးနဲ့ထိမ့်ပြီးတော့ကိုကဥမာအားသွင်းနေဆိုရင်လည်းအမားတို့အားသွင်းတဲ့အချိန်ဆိုရင် Wi-Fi အော်တိုပိတ်ထားတယ်ပေါ့နော်ဒီ set လေးမှာကျအားလေးထူခြားသွားတယ်ဒီမှာဆိုဒီခလုတ်လေးပေါ့နော်ဒီခလုတ်လေးကအမားတို့ဒီမှာ flash chat back ကိုပါတယ်ဆိုရင်ဒါအားသွင်းတဲ့အချိန်အဲ့လိုမှမဟုတ်ကိုက data သုံးတဲ့အချိန်ဆိုရင်ဒီဘက်ခလုတ်လေးကိုအမားတို့ဒီမှာ 4G 4G မူတဲ့ကိုအမားတို့ရွှေ့ထားပြီဆိုရင်ဒါWi-Fi သုံးလို့ရပြီပေါ့နော်ဒီ set ကလေးတွေကအမားတို့တစ်ခုနဲ့တစ်ခုက battery ampere တော့1000 mAh မှန်တယ်တစ်ခုနဲ့တစ်ခုကအမားတို့ version တွေကွာသွားတယ်ပေါ့နော်ဒါဆိုရင်ပထမဆုံး version ဒါဆိုရင်ဒုတိယ versionဒါဆိုတတိယ version ဒါဆိုရင်ဒါနောက်ဆုံး latest version ပေါ့နော်ဒီ set ကလေးတွေကသူ့တစ်ချမ်းမှာ version တွေကွာတယ်လို့မျိုးအမားတို့ဈေးနှုန်းလေးတွေလည်းတစ်ခုချင်းစီမှာဈေးနှုန်းလေးတွေလည်းကွာပါတယ်ဒီလက်ရှိမှာပေါ့နော်အမားတို့ဒီ The Fly ပထမမူလထွက်တဲ့ဟာဆိုရင်မစိုးလို့ရှိမှာဝယ်မယ်ဆိုရင်တော့1,9500နဲ့ရပါတယ်ဒါဒုတိယထွက်တဲ့ဒီတိုင်ပါတဲ့ set ကလေးဒီ The Fly Pro လေးဆိုရင်တော့ဒါ2,100,000ပါနော်ပြီးတော့အခုဒါတတိယအနေနဲ့ဆိုဒါလံပေါက်ပါတဲ့ set ကလေးဆိုရင်တော့ဒါ2,2500ပါနောက်ဆုံးဒီ Pro လေးကကြတော့ဒီ Pro Plus လေးကကြတော့မစိုးလို့ရှိမှာလက်ရှိဝယ်မယ်ဆိုရင်တော့2,300,000နဲ့ရပါသေးတယ် set တစ်ခုချင်းစီမှာသူ့ရဲ့ function လေးတွေမတူသလိုသူ့ရဲ့လှုပ်ဆောင်ပုံလေးတွေမတူသလိုဈေးနှုန်းလေးတွေလည်းကွဲပြားပါတယ်နော်ဒီ set ကလေးနဲ့ပတ်သက်ပြီးတော့ဒီထက်မကဒီဒေတာသိချင်နေဆိုရင်လည်းမစိုး comment မှာ man ကလို့ရပါတယ်ဒီ set ကလေးကိုစိတ်ဝင်စားလို့မှားချင်နေဆိုရင်လည်းမစိုးအခုပြထားတဲ့ Viber မှာလာပြီးတော့မှားလို့ရပါတယ်နော်မစိုးကကြတော့ယုံကြည်မှုကိုတာဝန်ယူမှုအပြည့်